အားလုံးပဲမင်္ဂလာပါခင်ဗျာစိတ်ဆက်ကြဘာမီဖန်နဲ့ချင်းနေမှာပြန်လဲကြိုဆိုလိုက်ပါလေဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့စိုင်းဆရာတတေးရဲ့ငရဲခုမတစေထောင်းလိုအမြင်ရရှိသောဝိထုဇာလအားတင်ဆက်ပေးတော့မှာမို့နားဆင်ခံစားအားပေးကြပါအောင်ဆိုလားခင်ဗျာတတီငရဲကူမှာတစီထောင်းငရဲကူမှာတစီထောင်းစဆုံးတောင်းဆိုထားသူများအတွက်ဆရာတတီဘယ်သူဟာယူမှာတော့ဗျာကျုပ်ပြောလဲခင်ဗျာမယုံဘူးခင်ဗျာပြောလဲကျုပ်ယုံမှာမဟုတ်ဘူးဒါပေမဲ့ဒါကတကယ်ဗျတကယ်ကူရှိတာအမှန်တည်းပြောရရင်ကျုပ်လည်းဒီအကြောင်းကိုဘယ်တော့မှသိခဲ့တာမဟုတ်ဘူးဗျကျုပ်ကလည်းကျုပ်ရဲ့ဆရာသမားတွေကဒီအကြောင်းကိုဘယ်တော့မှပြောခဲ့တာမဟုတ်ဘူးလေဗျာဟုတ်တော့လေဟုတ်တယ်ဗျတတီဆိုတဲ့ကျုပ်ကဆရာမှမဟုတ်တာဆက်ဆက်ဆူဆူလုပ်ချင်လို့ဒါဆရာတွေနောက်လျှောက်လိုက်နေတဲ့ကောင်ကြီးဗျာဒီတော့လေကျုပ်ကိုဆရာအစင်ဆက်လက်ဆင့်ကမ်းပြီးပညာပေးတယ်လို့တော့ဘယ်သူမှပေးကြမှာမဟုတ်ဘူးလေဗျာကျုပ်အဲ့ဒီကိုရောက်သွားခဲ့တဲ့အကြောင်းရဲ့အစကဒီလိုဗျဓမွေကုန်းကသိန်းစော်တို့အိမ်မှာပုံနကတ်တိုက်တယ်လို့ဘာလို့ဖြစ်တာကစတာပေါ့ဗျာဓမွေကုန်းကကျုပ်တငယ်ချင်းသိန်းစော်ဆိုတာကျုပ်ပြောခဲ့ပူပါတယ်ကျုပ်နဲ့ဒီကောင်မြို့ကျောင်းတက်တုန်းကအတူတူတက်ကြတာလေဗျာဆောင်းလင်းကြီးဗျနတော်လားပြာသူလားသာကျုံမမှတ်မိတော့တာရွာလေးကကြောက်ခဲတို့တံမဏိတို့မြက်ပြူးတို့အုပ်စုတွေနဲ့ကျုပ်ကဝိုင်းထဲမှာမီးလုံနေတာဗျနှမ်းရိုးတွေမီးရှို့လို့ပေါ့ဗျာရင်းနှီးချမ်းလေးတောက်လိုက်ကျုပ်ကြုံဘူးတာတွေဒီကောင်တွေကိုပြောပြလိုက်နဲ့ဒီကောင်တွေကလည်းကျုပ်ကိုနှိုက်နှိုက်ချွတ်ချွတ်တွေမေးကြတာပေါ့ဗျာဟေးကောင်တတိငါပါကွာတိတ်စော်ပါတိတ်စော်ရဲ့အတန်ကြီးကဝိုင်းဝါကနေပေါ်လာတာဗျကျုပ်တို့ရွာတွေမှာကခမရတို့လိုမြို့တွေကဓာမီတိုင်တွေရှိတာမှမဟုတ်တာမှောင်လို့ပေါ့ဗျာတိတ်စော်ပါလားဒီကောင်ညာကြီးမိုးချုပ်ဘာဖြစ်လာတာတော့ကျုပ်ကတယောက်တည်းခတ်တူးတူးပြောလိုက်ပြီးလှမ်းခေါ်လိုက်တယ်ဟာသိစောကြီးလားလာလေကွာဝင်ခဲ့ခါလှတ်ထားတဲ့တကားကိုတွန်းပြီးသိစောဝင်လာတယ်ဝိုင်းနေဝင်နေဆိုရင်ကျုပ်စီကိုဒီကောင်တန်းလာတာဗျလာသိစောဒီထင်းလုံးပေါ်မှာထိုင်ကွာငါတော့ဣဒာနဲ့ကလေးတွေခေါ်ပြီးမီးလုံနေတာကွာသိစောကကျုပ်ထိုင်တဲ့ထင်းလုံးကြီးပေါ်မှာပဲကျုပ်ဘေးကိုကပ်ပြီးထိုင်လိုက်တယ်ဒီတော့မှကျုပ်ကဒီကောင်ကိုတီးတီးချာချာကြည့်လိုက်မိတာဗျဒီကောင်တကူလုံးချွေးတွေရွှဲနေတာဗျို့ဒီကောင်အေးတဲ့အချိန်ကြီးမှာဒီကောင်ချွေးတွေရွှဲနေတော့တင်းစောဒရချမ်းပြေးလာတဲ့ပုံပဲဗျတင်းစောမင်းပြေးလာတာဘာရေးကြီးလို့လုံးကွာကျုပ်ပေးလိုက်တဲ့ရင်နှွေးချမ်းပကံကိုနှာခမ်းမှာတိတ်ပြီးဖလူးနဲ့တောက်ချလိုက်တာဗျို့ပြီးတော့နောက်တစ်ခွက်ထပ်တောက်တယ်ဒီတော့မှဒီကောင်အမောပြေသွားပြီးကျုပ်ကိုပြောပြတာဗျဒါတည်းငါတို့အိမ်မှာထူးထူးဆန်းဆန်းတွေထားဖြစ်နေလို့ငါကြောက်ပြီးမစ်စီကိုတန်းပြေးလာတာကွာဟီးဘာလို့ဖြစ်လို့ကွာတင်းစောကငါတို့အင်းကြီးကိုမင်းသိသားပဲဒါတည်းကျော်နိုင်ကြီးတွေနဲ့အပဆောက်ထားတာပဲဟာခေါင်ကလည်းနှလုံးနဲ့ပဲဟာအေးဟုတ်သားပဲဘာမွေးကုန်းမှာမင်းတို့အင်းကြီးအိမ်ကောင်ဆင်းဝင်တာပဲလीအေးအခုအဲ့ဒီအင်းကြီးကတကြည့်နဲ့ရင်ထိုးပြီးလှုပ်နေလို့ကွာဟီးအင်းကြီးကလှုပ်နေတယ်ဟုတ်လားတင်းစောအေးဟုတ်တယ်ငါတို့အင်းကအရှိလက်လေးကွာအဲ့ဒါတောင်နဲ့မြောက်ကိုရင်ထိုးလှုပ်နေတာကွာဟာဘယ်လိုဖြစ်တာလို့ကွာမသိဘူးတာဒီအင်းကြီးချင်းဘူးတီလာတို့အရေးစိမ့်ညိုတို့ကိုခေါ်ပြတော့လေဘူးတီလာတို့ကဟာမလုပ်ဘူးဟာဘယ်မှာလုပ်လို့တော့လို့ပြောတယ်ကွာဒါပေမဲ့ငါတို့အင်းသားတွေကတော့အင်းကြီးလုံနေတာလူတိုင်းသိတယ်ကွာဟီးဘယ်လိုဖြစ်တာတော့ကွာအဖနဲ့အမေကလည်းမင်းကိုချက်ချင်းသွားခေါ်ပြီးပြောနေတာကွာအေးပါတင်းစော်ဟာငါလိုက်ခဲ့ပါမယ်ကိုကြီးတိုင်းကျုံးနဲ့တမ်းမီလေးလိုက်ခဲ့မယ်ဟာကြောက်ခဲနဲ့တံမနေတာနဲ့မကြောက်မလန့်ကွာဒီကလေးတွေနဲ့သိစောကကြောက်ခဲတို့ကိုဟန်တားတာဗျကြောက်ခဲတို့ကလည်းဗမွေကုန်းကလူတွေနဲ့အကုန်လုံးခင်တာကိုဗျကိုကြီးစောကျိုးတို့ကကိုကြီးတတင်နဲ့လိုက်နေတာဗျဟေးဟုတ်လားတတင်ဒီကောင်တွေပြောတာအေးဟုတ်တယ်ကွာသိစောကကြောက်ခဲနဲ့တံမနေတာတော်တော်အားကိုးရတာကွာဟာဒါဆိုလဲလိုက်ခဲ့ကြဖို့ကွာကိုကြီးသိစောကတိမှမသိလားကျုပ်အိမ်မတက်ပြီးအဘနဲ့အမေကိုအကျိုးချောင်းပြိုးစီလွယ်အိမ်ယူပြီးလိုက်ခဲ့ရတာပေါ့ဗျာတင်းစောတို့အိမ်ဝိုင်းရောက်တော့အားလုံးငင်းနေတာဗျခွေးတောင်မဟောင်းဘူးတင်းစောတဝိုင်းလုံးငင်းလို့ပါလားဟာညီစုအဘရောအမေရောငါအမတွေရောဘိုးတီလာတို့ဝိုင်းနေပြေးကြပြီလေကွာခွေးတွေကပြေးတာကွာကျုပ်ကဝိုင်းနေဝင်ပြီးအိမ်ကြီးပေါ်တက်ခဲ့တယ်
တင်းစောကမီးမှုတ်ထားတဲ့လာတာမှန်အင်ကိုမီးခတ်ပြီးမီးပြန်ထွန်းလိုက်တယ်အိမ်ကြီးထဲမှာလင်းသွားတာပေါ့ဗျာကျွီကျွီကျွီဟာလှုပ်ခေဓာတ်တွေလားလှုပ်ပြီကျွီကျွီကျွီဟာလှုပ်ပြီဓာတ်တွေလားလှုပ်ပြီဟုတ်တယ်ဗျတင်းစောပြောတဲ့အတိုင်းအိမ်ကြီးကတောင်မြောင်ချင်းထူပြီးလှုပ်နေတာဗျကြောက်ခင်းတဲ့တမဏိတောင်လှန့်ပြီးထိုင်ချလိုက်တယ်ကျုပ်လည်းဆေးလွယ်အိတ်ထဲကမြက်ကွင်းစည်းကိုထုတ်ယူပြီးတင်းစောလိုကြောက်ပြင်မှာတွေးလိုက်တယ်မြက်ကွင်းစည်းကွင်းပြီးတာနဲ့ကျုပ်ကပဒင်းပေါက်ကနေအပြင်ကိုကြည့်တယ်ဘာမှမတွေ့ဘူးဗျအိမ်ရဲ့တောင်ဘက်မြောက်ဘက်အရှိဘက်အနောက်ဘက်စုံအောင်ကြည့်ဘာမှမတွေ့ကျုပ်လည်းအတွေးနည်းနည်းကြက်သွားတယ်ကျွီဟာအိမ်ကြီးကတော့လှုပ်လာပြီကျုပ်လည်းအိမ်ပေါ်ကဆင်းပြီးဝိုင်းထဲမှာရှောက်ကြည့်တယ်ဘာမှမတွေ့ဘူးဗျအိမ်ကိုတစ်ပတ်ပတ်ကြည့်တယ်ကျုံနောက်ကတင်းစော်နဲ့ကြောက်ခဲတို့နှစ်ယောက်ကထက်ချက်မကွာလိုက်တာပေါ့ဗျာကျွီအင်းကြီးကလှုပ်နေတာပဲဗျကျုပ်လည်းအကြံအိုက်နေပြီးကျုပ်ဝိုင်းပေါက်ကိုရှောက်လာတယ်ကျုပ်တစ်ပင်ကြီးတွေကိုမော့ကြည့်ပြီးစဉ်းစားတယ်အဲ့ဒီမှာတဲ့ပင်ကြီးတစ်ပင်တော်တော်မြင့်နေဗျကျုပ်စီထဲမှာဝိုင်းကြီးတစ်ခုလုံးကိုအပေါ်စီးကကြည့်ချင်စိတ်ဖြစ်လာတယ်လာရောင်ဝါဝါလေးရဲ့အကူကြီးကိုယူပြီးကျုပ်တဲ့ပင်ကြီးကိုတက်ခဲ့တယ်ခွေးတက်တယ်တတိထောင်းတော့ညပေကြီးမမြင်မဆန်းနဲ့အေးငါတတိထားတဲ့ကြောက်ခဲကျုပ်ကတရေကိုင်းတွေကိုတကိုင်းပြီးတကိုင်းတက်လာခဲ့တယ်အမြင့်ဆုံးကိုင်းကြီးပေါ်မှာတိတိချာချာထိုင်ပြီးဝိုင်းကြီးတစ်ခုလုံးကိုအပေါ်စီးကနေငုံကြည့်လိုက်တယ်ပြီးတော့သိန်းစော်တို့အင်ကြီးရဲ့ခေါင်းမိုးပေါ်ကိုငုံကြည့်လိုက်မိတယ်ဟာကျုပ်ပါဇက်ကအတန်လုံးထွက်သွားသလားမသိဘူးဗျာခေါင်းမိုးပေါ်မှာကာယာကြီးခွာထိုင်နေတဲ့အကောင်ကြီးဗျနေတဲ့ကောင်ကြီးမဟုတ်ပါလားဗျာခေါင်းကြီးကစိတ်ဝင်ပို့လို့ရှိမယ်ဗျကိုလုံးကြီးကရောင်ဝင်ပို့လို့ရှိမယ်ဗျကျုပ်ပြောတဲ့ပုတ်ဆိုတာစဘာထဲတဲ့ပုတ်ကိုပြောတာလေဗျာအမလီဗျာခြေတော်ကြီးတွေကတစ်ပင်ပင်စီလောက်ကြီးတွေဗျအမွှေးမြင်နေတော့မရှိဘူးစင်ကြီးတွေရဲ့အရည်မျိုးလိုပဲမဲတွန့်လို့ကြီးဗျမြောက်ဘက်ကိုလှည့်ကြည့်နေတာဗျာမျိုးလုံးကြီးတွေကဟင်းတော့ပကလုံးကြီးလောက်ရှိတယ်ဗျညီရဲပြီးအပြင်ကိုပြုတ်ထွက်နေတာဗျဒါပါကြီးဆုံးဆိုတာကျုပ်တွေးနေတာတစီလားတစ်ခွက်ကြီးလားနေရွက်ကတော့တိတ်ကြီးကြီးမဟုတ်ဘူးကျုပ်တို့ခင်ဗျားတို့အိမ်မှာခတ်တဲ့ဆလူရက်တောင်လောက်ရှိတာဗျကျွီလက်ဆက်ကတော့ဒီလိုကိုခေါင်းမိုးမှာကာယာကြီးထိုင်နေတဲ့အကောင်ကြီးကကိုလုံးကြီးကိုရှေ့တိုးနောက်နေနဲ့လှုပ်နေတာဗျဒါကြောင့်သိန်းစော်တို့အိမ်ကြီးကတောင်နဲ့မြောက်ကိုရိမ့်ထိုးနေတာဗျဟောငြိမ်သွားပြန်ပြီအိမ်ကြီးလည်းငြိမ်သွားရောဗျဟောလှုပ်ပြန်ပြီကိုလုံးကြီးကိုရှေ့တိုးနောက်နေနဲ့ရိမ့်ထိုးနေပြန်ပြီကိုသူရိမ့်ထိုးတိုင်းအိမ်ကြီးကရိမ့်နေတာပေါ့ဗျာကျုပ်လည်းတရက်ပင်ကြီးပေါ်ကနေတိတိချာချာကိုင်းပြီးဆင်းလာခဲ့ကိုကြီးတာတယ်ဘာတွေ့ကြုံဗျကြောက်ခဲကကျုံနှောင်းကိုကတ်လိုက်ပြီးခတ်အုပ်ကိုမေးတာဗျတင်းစော်လည်းကျုံနှောင်းကိုကတ်လာတယ်ဒါတယ်မြင်ခဲ့လားအေးငါမြင်ခဲ့တယ်တင်းစော်နေတဲ့ကောင်ကြီးမဟုတ်ဘူးကွာမင်းတို့အိမ်ခေါင်မိုးပေါ်မှာကာယာကြီးခွာထိုင်နေတာကွာအဲ့ဒီကောင်ကြီးကရှေ့တုံးနှောင်းကြီးထထားပြီးရိမ့်ထိုးနေတာဟေးဒါကြောင့်မင်းတို့အိမ်ကြီးရိမ့်ထိုးနေတာဟေးဒါဆိုရင်ဘယ်လိုလုပ်လုံးတာတယ်တင်းစော်ငါဆရာမမဟုတ်တာငါဘယ်လိုလုပ်တတ်မှာတော့ဒါပေမဲ့မင်းမပူပါနဲ့ကွာငါမဖဲဝါကိုမနဲ့ဖန်ညမှာတိတိချာချာပြင်ပြီးမေးပြပါမယ်အေးမနဲ့ဖန်ညမှာမင်းမဟုတ်လားတတိဒါဆိုရင်ဒီကောင်ကြီးကငါတို့အိမ်ပေါ်မှာတိတိုက်ရှိနေမှာပေါ့ဟုတ်လားမတော်ရွာထဲဝင်ပြီးဒုက္ခပေးမှဖြစ်ကွာတကယ်ကြီးတတိမင်းမဖဲဝါကိုတင်ညပြင်မှာလားကွာဘာလို့လဲပြောတတိယငါချစ်စီစဉ်ပေးပါမယ်ဒါဆိုရင်မင်းလက်ကနိုင်ကိုကြီးစမ်းသိဆုံးရှာရရှိသေးတာကွာတတိယအေးဒါဆိုရင်တော့မိပါသေးတယ်ကြက်တကောင်ချက်စံတစ်ခွက်ထမင်းချက်ကွာဖြစ်လားဟိုးတိတ်ဖြစ်တာပေါ့ကွာလာတတ်တယ်ဖိုးတီလာတို့ဝိုင်းသွားမယ်ကျုပ်တို့ဖိုးတီလာနဲ့အကြီးစိမ့်တို့အိမ်ကိုရောက်တော့သိန်းစော်ကအကျိုးချောင်းအားလုံးပြောပြတယ်ဒါဆိုရင်အချင်းမဆိုင်နေကွာသိန်းစော်ဝိုင်းတော့မှသွားကြက်တကောင်ဖမ်းပြီးလှုပ်လိုက်လေအတမမီစင်းနဲ့နော်ဟဲ့စိမ့်ညူငင်ကစားတစ်ခွက်ကြပြရချက်ဆန်းတမင်းနေတင်နေနေရင်ကမိကြပြရမိမွေးတဲ့လူကမွေးနေပြီးတစုံကိုထောင်းတဲ့လူကထောင်းမိဖို့ကိုနှစ်ဖို့ခွက်ပြီးမွေးစမ်းတမင်းချက်တုံးတပြိုင်နဲ့ဟင်းမှချက်ရမယ်ရန်လိုက်တဲ့ဘူးတီလာဗျာတနားလောက်ကြတော့ကျုပ်ကိုတမင်းတောင်ပြင်ပေးပြီးဗျငါမွေးကုန်းကတင်းချိုင်းကိုသွားဖို့ကျုပ်ပြင်ရတော့တာပေါ့ဗျာတင်းစော်ကိုစောင့်နေတာဗျဒီကောင်နက်ကတော့သွားခေါ်တယ်တိုက်ဆိုင်လိုက်တာဗျာမိလောင်ကုန်းကဒေါ်ထုံးကဒီညဗန်မွေးကုန်းမှာအိတ်တယ်ဆိုပဲမနေ့ကမှရွာတောင်ပိုင်းကအိတ်တအိမ်မှာနက်တင်ပြီးဘူးတဲ့ဗျဟောတင်းစော်လာပြီဗျဟာတင်းစော်တော့မှဒေါ်ထုံးလဲပါလာတာကိုနေရာကြပြီပေါ့ဗျာ
ကျုပ်တို့အုပ်စုဗံမွေးကုန်းတင်းချိုင်းကိုချီတက်ကြတာပေါ့ဗျာဗံမွေးကုန်းတင်းချိုင်းနဲ့ရောက်တော့ခက်ချက်ချက်ကူတလုံးကိုရှာရတယ်ပြီးတော့အဲ့ဒီကူကြီးပေါ်မှာငပြောပဲခင်းပြီးငဖဲဝါအတွက်စားပွဲကိုပြင်လိုက်တယ်ရေတခွက်လေးဖလားနဲ့ချပေးထားတယ်ပေါ့ဗျာကူပေါ်မှာဖျောင်းနေတိုင်ထွန်းပြီးကျုပ်ကငဖဲဝါကိုပင့်လိုက်တယ်အကြီးထိုစိန်ညိုချက်ပေးလိုက်တဲ့ရက်သားဟင်းနံကမှု့ကြိမ်ပြီးထွက်လာတာပြူကျုပ်ငဖဲဝါကိုစိန်ညိုပြီးတေချာပင့်တယ်အရှိနေထွက်အနောက်နေဝင်တောင်တငါကုန်းမြောက်တူဝန်တွင်ရောက်ရာအရက်ရှိရာအရက်ကနေမြန်မကြာချက်ချင်းလှမ်းကကြွခဲ့ပါတင်းငိမ့်ရှင်မမဖဲဝါဗျာထနောင်းကုန်းကကျုပ်တန်တီပစ်ဖိပါတယ်တော်ထွန်းကဒီအလုပ်ကိုကျုံနဲ့တွဲလုပ်နေကြဆိုတော့ပြောစရာမလိုဘူးပေါ့ဗျာဂူရှိမှသပင်းဖြီးချပြီးကြုံလေးထိုင်နေတယ်လက်ဦးထိချီလို့ပေါ့ဗျာဟောမဖဲဝါရောက်လာပြီဗျို့တော်ထွန်းကခြေတွေလက်တွေကွေးကောက်ပြီးတဟိဟိနဲ့အော်နေတယ်ဟောမတတ်ထားရပြီဗျို့ဟောခုံပြီဒေါ်ထွန်းခုံပြီဗျို့ဒေါ်ထွန်းလွှားကနေထခုံလိုက်တာဖက်ရုပ်ကလေးမြင့်သွားတယ်လို့ပဲဗျာဟောမဖဲဝါစားပြီဗျို့စားပြီထမင်းရောဟင်းရောအားရပါရစားတာဗျို့ထမင်းစားရင်လည်းကျုပ်ကိုကြည့်လေကျုပ်သိတာပေါ့မဖဲဝါကျုပ်ကိုမေးပြီလေဗျာကျုပ်မဖဲဝါကိုပြောပြလိုက်တယ်မဖဲဝါဗမွေးကုန်းမှာအင်ကြီးတဲ့အင်ရဲ့ခေါင်မိုးပေါ်မှာအကောင်ကြီးတစ်ကောင်ရောက်နေလေဗျတစီကြီးလားထပက်ကြီးလားတော့ကျုပ်မသိဘူးစင်ကြီးတစ်ကောင်ရဲ့အရေးကုန်းလို့မဲမဲကြီးဗျဟေးဟုတ်လားတတီဟာဒီကောင်ကြီးတစ်စီထောင်းကထွက်ပြေးလာတာပါလားဒီကောင်ကအေဝါခိကလေးကကောင်ကြီးတိတ်ဆိုးလို့ထောင်ချထားတာဗျာတစီတွေကိုထောင်ချလို့ရသလားဗျတစီထောင်ဆိုတာဘယ်မှာရှိတာလဲမဖဲဝါရှိတယ်ငရဲကူထဲမှာတစီထောင်ရှိတယ်နေကြည့်ချင်းရင်ငါပို့ပေးမယ်ဗျာမကြောက်ပါနဲ့ငါခွေးကြီးနဲ့ကြုံကိုနေစီးပြီးလိုက်သွားနေကြုံနေကိုလိုက်ပို့လိုက်တယ်အခုနင်းပြန်တော့အင်းဝါတစီကြီးကိုငါပြန်ဖမ်းခိုင်းလိုက်မယ်ဒီကောင်ကြီးကိုလွတ်ထိုင်းပန်ပွေးကုန်သားတွေဦးတွေအသေးတွေနှုတ်ဆက်ခိုင်းရလိမ့်မယ်ဟာငါဖဲဝါကဒေါ်ထုံးကိုစီးပြီးပြောတာဆိုတော့တိတ်စော်တို့ကြောက်ခဲလို့လည်းကြားတာပေါ့ဗျာထမင်းရောဟင်းရောစားလို့ကုန်တော့ငါဖဲဝါထွက်သွားရောဗျကျုံနဲ့တိတ်စော်လေးခွေခေါက်လဲနေတဲ့ဒေါ်ထုံးကိုပြေးပွေပြီးတတိယအောင်လုပ်ကြရတာပေါ့ဗျာကျုပ်တို့ဗန်မွေးကုန်းကိုပြန်ရောက်တော့ကျုပ်တိတ်စော်တို့ဝိုင်းထဲကတရက်ပင်ကြီးပေါ်ကိုပြန်တက်ပြီးအိမ်ခေါင်မှုပေါ်ကိုကြည့်လိုက်တယ်ဟာဟိုကောင်ကြီးရှိနေလို့မယ်ဗျစောစောကလိုပဲမြောက်ဖက်ကိုမျောကြည့်နေတာဗျမဖဲဝါပြောသလိုဆိုရင်တော့သူနေခဲ့တဲ့အင်းဝါမြို့တော်ကြီးကိုလွမ်းဆွတ်တန်းတာနေတာလားတော့မသိဘူးပေါ့ဗျာကျွီးကျွီးကျွီးဟာလှုပ်ပြန်ပြီဗျို့စင်ကြီးတကောင်တဲ့ကြီးတယ်သူ့ကိုယ်လုံးကြီးကိုရှေ့ထိုးနှောင်ငယ်လှုပ်ပြန်ပြီဗျို့တိတ်စော်လို့အင်ကြီးလေတောင်းနဲ့မြောက်ကိုရိတ်ထိုးပြန်ပြီပေါ့ဗျာဝီဝီဝီဟာဘာတန်လုံးဗျကျုပ်အတန်ကြားတဲ့ဘက်ကိုမော့ကြည့်လိုက်တယ်မဲမဲအကောင်ကြီး၃ကောင်ယူကောင်းကင်ရမှာပြန်လာတာအတောင်မှန်ကြီးနှစ်ဖက်ဖြန့်ထားတာရာတစ်ခွက်လောက်တော့ရှိနေဗျို့၃ကောင်ဗျဟောလာရောက်တော့ကွယ်သွားပြီဗျို့ဒီအကောင်ကြီးတွေရဲ့တောင်မှန်ကြီးတွေကလာရောက်ကိုကွယ်သွားလိုက်တာဗန်ပွေးကုန်းတရွာလုံးကိုမှောင်ကျသွားတာဗျို့ဟာခေါင်းမိုးပေါ်ကအကောင်ကြီးမြင်သွားပြီဗျို့ချက်ချင်းမှတ်တတ်ထားရလိုက်ကြဗျာပါဇက်ကလည်းတဟိဟိနဲ့အော်နေတာဗျဒါပေမဲ့နောက်ကျသွားပြီဗျို့ကောင်းကင်ကပြန်လာတဲ့အကောင်ကြီး၃ကောင်တည်းကတကောင်ကလက်ထဲကဝင်းကနေဖြစ်သွားတဲ့အရာတစ်ခုနဲ့လှမ်းပစ်လိုက်တယ်ဟာတိန်စော်တို့အင်ကြီးရဲ့ခေါင်းမိုးပေါ်မှာမတ်တက်ရက်နေတဲ့စင်ထက်ကြီးမဲ့အင်းဝါခိကတစီကြီးကိုကျိုးတုပ်ပြီးသားဖြစ်နေပြီဗျို့ဖြစ်နေပြီဗျ